လောကမှာအရေးကြီးဆုံးစိတ်ဓာတ်အောင်မြင်မှုအတွက်အရာရာအောင်မြင်မှုအတွက်အရေးကြီးဆုံးအချက်၄ချက်ကဘာလို့ဆိုရင်အောင်မြင်ခြင်းနဲ့ဆန္ဒရှိဖို့လိုတယ်ဆန္ဒရှိုံနဲ့မပြီးဘူးထိုဆန္ဒအားလျော်စွာကြိုးပမ်းအထောက်မှုဝိရိယရှိရမယ်ကြိုးပမ်းအထောက်မှုလုပ်တဲ့အခါမှာအခက်ခဲဆိုတာကြုံတတ်လို့စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာရှိဖို့လိုတယ်စိတ်ဓာတ်ကြံ့ခိုင်ပြီးတော့နောက်ဆုံးလိုအပ်ချက်ကဘာလို့ဆိုရင်စဉ်းစားဉာဏ်အသိပညာပဲဖြစ်တယ်ပေါ့ဆန္ဒရဲ့ဝိရိယရဲ့ဝိမန္တရဲ့စိတ်ဓာတ်အဲ့ဒါကိုမြတ်စွာဘုရားကအဋ္ဌိပါဒအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းနော်ဒီ the way of accomplishment လို့ဘာသာပြန်လေးရှိကြ the means of accomplishment အောင်မြင်တဲ့နိလန်းနေလို့ဆိုလို့ဒါကလူတိုင်းမှာရှိရမယ့်ကိစ္စကိုဘာဖြစ်ချင်တယ်လဲအရေးနံပါတ်1ဖြစ်အောင်ကြိုးစားမှုကနောက်ကလိုက်ဖြစ်အောင်ကြိုးစားတယ်လို့စိတ်ဓာတ်ကြံ့ခိုင်မှုရှိရတခါတည်းလည်းလို့တခါတည်းအောင်မြင်တယ်ဆိုမှမရှိဘူးဒါမို့လို့ပညာရှိတွေကဆုံးမပေးထားရှိတယ်နော် success comes after many failures ဆိုတဲ့စကားလေးကိုမှတ်ထားအင်္ဂလိပ်လိုမှဒီစကားဖြစ်တာမဟုတ်ပါဘူးနော်အင်္ဂလိပ်လိုပြောတော့တချို့ကနားရဲဝင်နေဆိုလို့အင်္ဂလိပ်လိုပြောတာနားရဲဝင်တော့အောင်လို့ success comes after many failures ဆိုတဲ့စကားရှိတယ်အောင်မြင်မှုသည်ကြာဆုံးခြင်းများစွာရဲ့နောက်မှလာတယ်အချင်းချင်းကြာဆုံးခြင်းဟာအချင်းချင်းအတွေ့အကြုံတွေရရှိခြင်းပဲဖြစ်တယ်သင်ခန်းစာတွေရနိုင်မလုပ်တဲ့လူကမရှုံးလုပ်တဲ့လူကရှုံးမလုပ်တဲ့လူကအောင်လည်းမအောင်ရှုံးလို့မရှုံးဒါကြောင့်အချင်းချင်းကြာဆုံးခြင်းရဲ့နောက်မှာအောင်မြင်မှုဆိုတာလာတယ်ဆိုလုပ်ရမယ်လို့ဆိုလို့တယ်နော် success comes after many failures ဆိုတဲ့စကားရှိတယ်အဲ့ဒါလိုပဲဒီမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာပါဠိလိုကြီးပဲပြောနေလို့ရှိရင်ဒါဘုရားစကားတွေဒုနဲ့မဆိုင်ဘူးလောကုတ္တရာတွေလို့ဖြစ်နေမှာဆိုလို့နည်းနည်းအင်္ဂလိပ်စကားနဲ့ပြောတဲ့အခါကျတော့ modern လို့လူတွေကအောက်မေ့ချပြန်တယ်ပေါ့နော်ဒီအကြောင်းအရာဟာဘာသာစကားနဲ့မဆိုင်ဘူး language နဲ့မဆိုင်နော်ကိုမြန်မာလူသိဖို့မြန်မာလူမျိုးတွေဆိုမြန်မာလူသိဖို့အရေးကြီးမြန်မာလူသိအောင်ကြိုးစားအဲ့တော့ subject matter အတူတူပဲ language ဆိုတာတရုတ်ကတရုတ်လိုပြောမှာပဲဂျပန်ကဂျပန်လိုပြောမှာပဲသို့တော့ဒီသိပြီးလက်တွေ့အသုံးချတာအရေးကြီးတယ်ဩဒါမို့ဆန္ဒဆိုတာ wish to do နော်ဝိရိယဆိုတာ effort ကြိုးစားတယ်နော်စိတ်ဓာတ်ဆိုတာ determination of mind ဝိမန္တဆိုတာ examination စူးစမ်းဆင်ခြင်တဲ့အနေထားအဲ့ဒီ၄ခုဟာ means of accomplishment အောင်မြင်ကြီးပွားနိုင်တဲ့နိလန်း၄သဆိုတာဒါဘုရားဟောထားတယ်ဒီမြတ်စွာဘုရားရဲ့အဆုံးအမထဲမှာပါတယ်အဲ့တော့ငါတို့မှဒါရှိရလားငါဘာလုပ်တယ်လဲဆောင်ဝဲဖြည့်တာလားသို့မဟုတ်အလုပ်လုပ်မှလားအလုပ်လုပ်လို့ရှိရင်ငါပဲအတိုင်းတာထိအောင်မြင်ခြင်းနဲ့ဆန္ဒရှိတယ်လေအဲ့ဒီဆန္ဒနဲ့လိုက်လျောတဲ့လုံလဝိရိယငါမှရှိလားကြာဆုံးမှုနောက်မှာငါစိတ်ပြတ်မှုမရှိဘဲနဲ့ကြိုးစားအထောက်မှုရှိလားဟောစိတ်ဓာတ်ကြံ့ခိုင်လားနောက်တကဘယ်လိုလုပ်ရင်အောင်မြင်မယ်ဆိုတဲ့ငါမှဝိမန္တာဆိုတဲ့နိလန်းရှိသလားစူးစမ်းဆင်ခြင်နိုင်တဲ့နိလန်းရှိလားဒါအဲ့ဒီအချက်၄ချက်နဲ့လုပ်မယ်ဆိုလို့ရှိရင်လောကမှာမဖြစ်နိုင်ဘူးဆိုတာတွေကိုဖြစ်လာတယ်